ကကြီးမှာကိုတကယ်မပြုတ်လို့ပဲနဲ့ကိုတကယ်မလုပ်လိုက်ရပါပဲနဲ့သူတစ်ပါးကကိုကိုဒီလိုလုပ်တယ်လို့ထင်မြင်ယူဆချက်ဆွဆွဲချက်တွေကိုလူတိုင်းနီးပါးခံစားရမယ်ဆိုတာကျွန်မသိထားပါတယ်ကျွန်မကိုယ်တိုင်လည်းပါဝင်မှာပဲတခါတလေကြလို့ရှိရင်ကျွန်မတို့ကကိုကမလုပ်ပဲနဲ့ကိုကဒီလိုမယူဆပါပဲနဲ့ကိုကဒီလိုမလုပ်ပါပဲနဲ့သူတစ်ပါးကကိုကိုဒီလိုလုပ်ပါတယ်ဒီလိုအကျိုးသက်ရောက်မှုဖြစ်ပါတယ်ဆိုတာမျိုးကိုပြောတာရှိတယ်ဆွဆွဲတာရှိတယ်ခါလေကြလို့ရှိရင်ကျမတို့ကဘယ်လိုမျိုးအဲ့ချက်လက်တွေကိုကျမတို့မလုပ်ပါဘူးဆိုတာဘာနဲ့ညင်းမလဲဘယ်လိုညင်းမလဲတခါလေကြရင်ဗမာစကားပုံအရာမှာထန်းသီးကြွေခိုက်ကြီးနှင်းခိုက်ဆိုတဲ့အရာရှိတယ်အဲ့လိုထန်းသီးကြွေခိုက်ကြီးနှင်းခိုက်ဆိုတဲ့ဖြစ်လာတဲ့အခြေအနေကြရင်ကျမတို့မလုပ်ပဲနဲ့တိုက်ဆိုင်ပဲကိုသူတို့ကကျမတို့ကိုလုပ်ပါတယ်လို့ဆွဆွဲလာမျိုးတွေပေါ့နော်ငယ်စဉ်တစ်ခါတော့ပေါ့နော်ဒီလိုမျိုးပြောဆိုဆွဆွဲမှုတွေရှိလာတဲ့အခါကျရင်ကိုမဟုတ်ဘူးကိုမလုပ်ဘူးဆိုတာကိုရနီးလန်းနဲ့ကျမတို့ကတက်တည်ကြကြတယ်ရနီးလန်းနဲ့ကျမတို့ပြောကြတယ်ဖြည့်ရှင်းကြတယ်တုတ်ပြန်ကြတယ်ကျမတို့ပတ်ဝန်းကျင်ကိုအော်ဆိုင်ရှင်ဆဲလိုက်တယ်ပေါ့နော်ကျမတို့ဒါပေမဲ့တကယ်တည်ဆရာပြန်စဉ်းစားကြည့်မယ်ဆိုရင်ကျမတို့ဒီလိုလုပ်ဖို့မလိုပါဒီလိုအော်ဆဲဖို့လည်းမလိုပါအဲ့လိုမျိုးသူတို့ပြောလို့သူတို့အဲ့လိုမျိုးဆွဆွဲလို့ကိုကတကယ်လုပ်ခဲ့တာမဟုတ်တာဖြစ်တဲ့အတွက်ကိုကျမတို့ကရှင်းပြဖို့အချိန်မလိုအပ်သေးရင်အကြောင်းအရာမတိုက်ဆိုင်သေးရင်အခြေအနေမပေးသေးရင်ဘာမှမရှင်းပြတာကအကောင်းဆုံးပါပဲကျမဒီနီးလန်းကိုသုံးခဲ့ပါတယ်ကျမကိုယ်တိုင်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဘဝမှာခါလေကြောက်လို့ရှိရင်ကိုကစိတ်ကောင်းစေတနာနဲ့လုပ်ခဲ့တာပဲရွေချက်ကောင်းကောင်းနဲ့လုပ်ခဲ့တာပဲတစ်ဖက်သူကဒါမှမဟုတ်တခြားသောသူတွေကဒီအကြောင်းအရာကိုလက်မခံတာမျိုးသူအကြောင်းအရာပေါ်မှာသူတို့ရဲ့တွေးတောပုံနဲ့မကိုက်ညီတာမျိုးဖြစ်လာတဲ့အခါမှာရှင်းပြရမယ့်အခြေအနေအကြောင်းအရာကအရန်ကိုများပြားနေမယ်ရှည်လျားနေမယ်သို့မဟုတ်များကြီးပို့ပြီးတော့ရှင်းလေရှုပ်လေဖြစ်မယ်ဆိုရင်ကျမတို့ကဘာမှမပြောဘဲနဲ့ထိခွတ်နေလိုက်တာကတကယ်အကောင်းဆုံးပါပဲရှင်းပြလေးပို့ပြီးတော့စိုးလေးပါပဲရှင်းနေရှုပ်လေးပါပဲအဲ့တော့လူတွေကသူတို့လိုချင်တဲ့ပုံစံကိုပဲကြားကြတာကျမတို့ကဘာပေးတယ်လဲကျမတို့ကဘာကိုလှုပ်ချင်တာလဲတော့မဟုတ်ဘာတွေဘယ်လိုမျိုးကောင်းအောင်လုပ်ပေးချင်တာလဲဆိုတော့တစ်ဖက်ရဲ့အရာကိုသူတို့ကမျှော်လင့်တာမဟုတ်ဘူးသူတို့လိုချင်အောင်သူတို့ကမျှော်လင့်တာဒါပေမဲ့တစ်ခါတလေမှာကျမတို့လုပ်ပေးလိုက်တဲ့အကြောင်းအရာကသူတို့လိုချင်တာနဲ့သွားကြိုက်ရင်ကျမတို့ appreciate လုပ်ကြမယ်တော့မဟုတ်ကျမတို့လက်ခံကြမယ်လေးစားကြမယ်စသဖြင့်ပေါ့လေအဲ့လိုမဟုတ်ပဲနဲ့ကျမတို့ပေးတဲ့အရာကမှန်နေတယ်ကောင်းနေတယ်တင့်တော်နေရင်တောင်မှသူတို့လိုချင်တဲ့ပုံစံနဲ့မကိုက်ရင်ဒါကိုကျမတို့ deny လုပ်ပါမယ် reject လုပ်ပါမယ်အဲ့ထက်ပိုပြီးတော့စူဝါတုံ့ပြန်တာမျိုးတွေဒါမျိုးတွေလည်းရှိနိုင်ပါတယ်အဲ့တော့တစ်ခါတလေမှာကျမတို့ကဒီလိုမျိုးကိုယ်လက်မခံတော့တဲ့အခါမှာကျမတို့လက်မခံတော့ဘူးလို့ထင်လိုက်တဲ့အခါမှာရှင်းပြတဲ့အခြေအနေနဲ့အချိန်ကအတိုင်းတာလုံလောက်တဲ့တက်တည်အကြောင်းအရာစုံလင်နေဆိုလို့ရှိရင်တော့ကျမတို့ဒီဟာကိုပြောပြလို့ရတယ်ရှင်းပြလို့ရတယ်လက်ခံတာလက်မခံတာသူတို့ဘိုင်းပေါ့လေဒါပေမဲ့အဲ့လိုအခြေအနေမျိုးကခက်ခဲမယ်ဒီလိုမျိုးလုပ်ရမှာကအကြောင်းကနည်းနည်းလေးကိုအတွက်လိုအပ်ချက်တွေရှိနေမယ်ဆိုရင်တော့သူတို့နားမလည်သေးတဲ့အကြောင်းအရာပေါ်မှာဘာမှရှင်းပြနေစရာမလိုတော့ပါကျမတို့ဒီကိစ္စပေါ်မှာ step up ပြန်ပြီးတော့လုပ်မလားတော့မဟုတ်ဒီတိုင်းပဲဆက်ပြီးတော့ထားမလားဒီလိုမျိုးတွေကျမတို့အဖြစ်လို့ရပါတယ်အဲ့တော့လောကကြီးမှာလူတွေသဘောကျအောင်မလုပ်ပါနဲ့
ကိုလှုပ်တဲ့နာကိုပဲလှုပ်ပါတော့မဟုတ်ကိုလှုပ်ချင်တာကိုပဲလှုပ်ပါကျမကိုယ်တိုင်ကျမရဲ့အတွေ့အကြုံအရကျမခန်းစားပြီးသွားပြီခန်းစားပူးခဲ့ပြီးပြီကျမရွေချက်ကောင်းတွေစေတနာကောင်းတွေနဲ့လှုပ်ပြီးခဲ့ပေမဲ့ဒီလိုလက်မခံတာတွေဒီလိုမျိုးသဘောမကျတာတွေအများကြီးခန်းစားခဲ့ရတဲ့အခါမှာလိုအပ်တဲ့လောက်ရှင်းပြဖို့အချိန်ကြီးမလုံလောက်တဲ့အခါမှာကျမဘာမှပြောမနေတော့ပါကျမပေးတယ်ဆိုတဲ့အကြောင်းအရာပေါ်မှာပြန်ပြီးတော့ပြန်ယူပြီးသိမ့်လိုက်ပါတယ်ဒီလိုပါပဲကျမတို့လောကကြီးမှာဘု து တမကျမတို့ကဖြစ်တည်နေတာမဟုတ်ပါဘူးဒါပေမဲ့ကျမတို့ကိုကျမဖြစ်တည်နေလုံနေရင်းနဲ့ပဲအများအတွက်သို့မဟုတ်တပါးသူအတွက်ကျမတို့ရဲ့ပတ်ဝန်းကျင်အတွက်ကျမတို့ရဲ့မိသားစုအတွက်ကျမတို့ကကောင်းတဲ့အရာတစ်ခုခုဆောင်ကျင်းပေးသွားတယ်လှုပ်ပေးသွားတယ်ဆိုတဲ့လူသားဆန်တဲ့အကြောင်းအရာလေးကိုပဲလှုပ်သွားဖို့ပဲလုပ်ပါတယ်အဓိကကတော့ကိုပဲကိုလှုပ်ဖို့လုပ်ပါတယ်ကိုအတွက်ကိုပဲလှုပ်ဖို့လုပ်တယ်သူတစ်ပါးအတွက်လှုပ်ပြီးလို့သူတစ်ပါးလက်မခံဘူးဆိုရင်လက်ခံဖို့အကြောင်းအရာအခြေအနေမပြည့်စုံဘူးဆိုရင်ဒီအရာပေါ်မှာဘာမှကောင်းလည်းမထည့်ပဲနဲ့စိတ်ရှင်းရှင်းနဲ့တာခဏရက်ကြည့်နေလိုက်ပါလို့ကျွန်တော်ကပြောချင်ပါတယ်ဟုတ်ကဲ့ပါ